တစ်ပင်ပေါ်မှာဆောက်ထားတဲ့ဆိုင်လေးကိုတငယ်ချင်းတွေနဲ့တွားပြီးလေးပတ်ခဲ့ပါတယ်ရှင်ဆိုင်လေးကစမ်းချောင်းမပေးမှလည်းရှိပြီးတစ်ပင်တွေကြားမှာအရန်ကိုမှဆင်းလန်းဆိုပြီးဒီမှာစိတ်ကိုအရန်အေးချမ်းစေပါတယ်နေရာလေးကတော့ထိုင်းနိုင်ငံကပီမြို့အနီးအောင်နဲ့ဆိုလို့ရှိရင်10မိနစ်ကျော်လောက်တာမောင်းရပါတယ်ရှင်ဝေးချင်းလေးမတက်မှတ်ထားတယ်လို့ minimum spend ပါနာလေးတက်မှတ်ထားတာမရှိဒါကတော့ဆိုင်ကချပေးတဲ့မင်းလေးပါကျမအရက်နီးနီးချေပါတယ်စားစရာတွေကတော့အများကြီးချစ်စရာတော့မရှိပါဘူးအဓိကအားဖြင့် Thai food ကိုပဲရောင်းပါတယ်မနက်စာ breakfast ရတယ်အေးရဆိုလို့ရှိရင်တော့69ဘတ်80ကျော်လောက်ကနေစရပါတယ်စားစရာတွေကတော့100ကျော်ကနေအစားစားရှိပါတယ်ဒီနေရာကိုအဓိကလာတဲ့သူတွေကတော့စိတ်အေးနာအေးနှလုံးအေးကွန်ပျူတာလေးသုံးနေဖြစ်ဖြစ်စာအုပ်လေးနဲ့ပဲဖတ်ချင်လို့ဖြစ်ဖြစ်စမ်းချောင်းတန်လေးကြားပြီးမှဖတ်တန်ကြည့်တန်လေးကြားချင်အေးချမ်းခြင်းတဲ့သူတွေပဲအဓိကလာတင်ပါတယ်နော်အစားအစာအနေနဲ့ကတော့နံပါတ်ပေးရမယ်ဆိုလို့ရှိရင်30မှာ6လောက်ဝယ်ပေးပါတယ်အဓိကအားဖြင့်တော့အစားအစာထဲ view တွေကို enjoy လုပ်ဖို့နေရာကို enjoy လုပ်ဖို့အတွက်သွားတာဖြစ်တဲ့အတွက်အစားအစာနဲ့ပတ်သက်ပြီးတိတ်မပြောတော့ပါဘူးနော်သွားလိုက်တဲ့အမြဲတမ်းကမ်းခြေပဲရောက်နေရတော့တောင်ပေါ်တို့ရောက်နေရမျိုးမဟုတ်ပဲဒီနေရာလေးကတော့တစ်ပင်ပေါ်မှာရှိတဲ့တော့အုတ် coffee ဆိုင်ပုံစံလေးအေးဆိုင်လေးပြီးတော့ဒီထမင်းဟင်းလေးရတာမဟုတ်ဖြစ်တဲ့အတွက်လာတင်တဲ့နေရာတစ်ခုပေါ့နော်ဓာတ်ပုံရိုက်စရာနေရာတွေကလည်းအများကြီးမှအများကြီးသွားလိုက်တဲ့နေရာတိုင်းဓာတ်ပုံရိုက်စရာတွေကြီးပဲအဓိကတော့ဓာတ်ပုံရိုက်တာတဲ့ဒီချစ်လောက်တာပေါ့နော်အေးချမ်းလေးစာအုပ်လေးဖတ်အလုပ်ကလေးလုပ်စိတ်ငြင်းချမ်းပေါ့တနေ့ကောင်လုံးနေနေဆိုတဲ့ပုံစံလေးဆိုပို့ပြီးတော့မိုက်တယ်ပေါ့အဲ့လိုမျိုးလေးတရက်တာစိတ်အေးချမ်းစိတ်ငြင်းချမ်းကျမတို့ beach club မှာလုပ်တဲ့သူတွေအတွက်ဆိုပို့တော့မှဒီနေရာလေးအဲ့ကျမတို့အရန်ကြိုက်တယ်တရက်တလောက်စိတ်ချမ်းသာပါပဲစိတ်ကိုလုံးဝချမ်းသာပါပဲကဲကျွန်တော်တော့မပြောတော့ကိုတိုင်သာလာကြည့်လိုက်ပါတော့ရှင်